Hello အားလုံးပဲမင်္ဂလာပါ Programming language ကိုစတင်ပြီးတော့လေ့လာတဲ့ beginner တွေအနေနဲ့ Programming fundamental ကိုနားလည်ရလွယ်ကူစေတဲ့ Python Programming language ကိုကျွန်တော်အနေနဲ့မိတ်ဆက်ပေးချင်ပါတယ် Python Programming language ကိုမပြောခင်မှာလေ့လာသူအနေနဲ့ကအခုမှစပြီးတော့ Programming language ကိုစတင်ပြီးတော့လေ့လာတဲ့သူဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့က program ဆိုတာကဘာလဲ programming ဆိုတာဘာလဲပြီးရင်programming language ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုပထမဆုံးအနေနဲ့ပြောပြချင်ပါတယ်အဲ့တော့ what is the program ဆိုတာကဘာလဲပေါ့နော် program ဆိုတာကကျွန်တော်အနေနဲ့ကွန်ပျူတာတစ်လုံးကနေပြီးတော့ဒီတိကျတဲ့လုပ်ငန်းစဉ်တစ်ခုတာဝန်တစ်ခုကိုဆောင်ရွက်ဖို့အတွက်ဒီညွှန်ကြားချက်တွေစုစည်းထားတဲ့အရာတစ်ခုကိုကျွန်တော်တို့က program တစ်ခုလို့ပြောလို့ရပါတယ်ဥပမာကျွန်တော်အနေနဲ့ဒီ calculator program ပေါ့ calculator program တစ်ခုပါဆိုရင်ဥပမာ user ရဲ့ input data တွေကိုယူပြီးတော့ calculator program ဆိုရင်အပေါင်းတွေအနှုတ်တွေအမြောက်တွေအစားတွေဒါမျိုးတွေလောက်ဆောင်ရတယ်ပေါ့ဒါဆိုရင်သူကဒီ calculator program တစ်ခုအတွက်လိုအပ်တဲ့ instruction တွေပဲဖြစ်ပါတယ်အပေါင်းအနှုတ်အမြောက်အစားတွေဒီ calculator program တစ်ခုအလုပ်လုပ်ဖို့အတွက် instruction ညွှန်ကြားချက်အစုအဝေးတစ်ခုတာလည်းဖြစ်တယ်ဥပမာဒီ Facebook application TikTok application Telegram application ဒီလိုမျိုးအခေါ်အဝေါ်တွေကဒီလိုမျိုး application လို့ခေါ်တဲ့အခေါ်အဝေါ်တွေကကျတော့ကျွန်တော်အနေနဲ့ပုံမှန် user အနေနဲ့ကကြတော့ဒီလိုမျိုးခေါ်ဝေါ်ကြတယ်ပေါ့ဥပမာဒီ IT career နဲ့ဘက်မှာရှိတဲ့ developer တွေအနေနဲ့ကကြတော့ဒီလောက်ဆောင်ချက်တစ်ခုကိုလောက်ဆောင်ပေးနိုင်တဲ့perform လုပ်ပေးနိုင်တဲ့လောက်ဆောင်ပေးနိုင်တဲ့ဒီအရာတစ်ခုကို application တစ်ခုကိုdeveloper တွေအနေနဲ့က program တစ်ခုလို့ခေါ်ဆိုလေးရှိပါတယ်အဲ့တော့ program ဆိုတာကဒီကွန်ပျူတာတစ်လုံးကနေပြီးတော့တိကျတဲ့လုပ်ငန်းစဉ်တစ်ခုကိုဆောင်ရွက်ပေးနိုင်တဲ့ instruction ညွှန်ကြားချက်အစုအဝေးတစ်ခုလို့ပြောလို့ရမယ်သူ့မှာက what to do ဘာလုပ်ရမလဲဥပမာ calculator program တစ်ခုဆိုရင်ပေါင်းရမယ်မြှောက်ရမယ်စားရမယ်ပြီးရင် how to do ဘယ်လိုမျိုးဆောင်ရွက်ရမလဲဒီလိုမျိုးလုပ်ငန်းစဉ်တွေပါဝင်ပါတယ်ဒါဆိုရင် program တစ်ခုလို့ပြောလို့ရပါတယ်အဲ့တော့ program ဆိုတာကဘာလဲပြောပြီးပြီဆိုတော့ programming ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ခုနက program တစ်ခုကိုပဲဖန်တီးဖို့အတွက်instruction ညွှန်ကြားချက်တွေကိုရေးထားတဲ့လုပ်ငန်းစဉ်ကိုကျွန်တော်တို့က programming လို့ပြောလို့ရပါတယ်ဥပမာတစ်ခုတွေ့ကြည့်ရအောင်ကျွန်တော်အနေနဲ့ teaching ရဆိုရင် T ကနေလာပါတယ်သင်ကြားခြင်းprogramming ရဆိုရင်လည်း program နေလာတယ်ပေါ့programming လုပ်ခြင်း program လုပ်ခြင်းဥပမာခုနက program တစ်ခုကိုဆောင်ရွက်ဖန်တီးဖို့အတွက် instruction တွေကိုကျွန်တော်တို့ဆောင်ရွက်ရတယ်ရေးထားရတယ်ဒီလိုမျိုးလုပ်ဆောင်ရခြင်းကိုကျွန်တော်တို့က program လုပ်ခြင်းလို့ပြောလို့ရပါတယ်သူ့မှာဆိုရင်ဒီ logical thinking တွေပါလာမယ်ပြီးရင် code တွေကိုရေးထားရမယ်ကွန်ပျူတာကနားလည်နိုင်တဲ့ code တွေကိုကျွန်တော်တို့ကရေးထားရမှာဖြစ်ပါတယ်ပြီးရင်တော့ what's a programming language ဆိုတာကဘယ်လိုမျိုးလဲ programming language ဆိုတာကဒီ program နေရေးထားဖို့အတွက်အသုံးပြုတဲ့ဒီ special language တစ်ခုဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့တငယ်ချင်းကိုကျွန်တော်ကိုလွယ်အိတ်ကလေးယူပေးပါအောင်ကျွန်တော်ကိုပေးတယ်လေးယူပေးပါအောင်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့တငယ်ချင်းကိုကျွန်တော်တို့နှစ်ယောက်ကြားမှာရှိတဲ့နားလည်တဲ့ language နဲ့ကျွန်တော်တို့ကပြောပြီးတော့တယောက်နဲ့တယောက်ခိုင်းလို့ရတယ်ပြောလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့နှစ်ယောက်ကြားမှာရှိတဲ့နားလည်တဲ့ language နဲ့ကျွန်တော်တို့ကပြောတဲ့အတွက်ကြောင့်လို့နားလည်နိုင်ပါတယ်ကျွန်တော်တို့ကဒီကွန်ပျူတာတစ်လုံးကိုဒီ calculator program တစ်ခုကိုရေးဖို့ဆိုမင်းဒီပေါင်းတဲ့အလုပ်ကိုလုပ်ပါမြောက်တဲ့အလုပ်ကိုလုပ်ပါဒါမျိုးကျွန်တော်တို့ကပြောရင်နားလည်နိုင်မှာမဟုတ်ပါဘူးကွန်ပျူတာဒါကြောင့်မလို့ဒီကျွန်တော်တို့ human နဲ့ဒီကွန်ပျူတာတွေရဲ့ကြားမှာဆက်သွယ်ဖို့အတွက် programming language ဆိုတာကလိုလာပါတယ်ဒါကြောင့်မလို့ဒီ programming language တွေကကျွန်တော်တို့ရဲ့လူတွေနဲ့ကွန်ပျူတာတွေရဲ့အကြားမှာ instruction တွေကိုညွှန်ကြားဖို့အတွက်တရားတစ်ခုအနေနဲ့ဆောင်ရွက်ပေးပါတယ်ကျွန်တော်ကဥပမာဒီ calculator program တစ်ခုကိုရေးဖို့ဆိုရင်ဒီကွန်ပျူတာကို calculator program တစ်ခုရေးပါဆိုပြီးတော့ပြောရင်နားလည်မှာမဟုတ်ပါဘူးအဲ့တော့ကြောင့်မလို့ programming language တစ်ခုကိုကျွန်တော်ကတုံးပြီးတော့ဒီ calculator program တစ်ခုကိုရေးဖို့ညွှန်ကြားလိုက်မယ် instruction တွေကိုထည့်ပေးလိုက်မယ်ဆိုရင်တော့ဒီ calculator program တစ်ခုကရလာနိုင်ပါတယ်ဒါမျိုးကိုကျွန်တော်တို့က programming language လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒီ Python programming language ကိုမဆက်ပေးခင်မှာဒီ program ဆိုတာကဘာလဲ programming ဆိုတာဘာလဲပြီးရင် programming language ဆိုတာကဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်အနေနဲ့သိသိချင်းတဲ့အတွက်ကြောင့်မလို့
ပြောပြပေးခြင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယို lesson မှာဆိုရင်တော့ Python programming language ကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်